တိန်းထောင်ချီတင်ရဲ့အကျွေးတွေကြေဖို့အတွက်ပေါ့နော်အကျွေးကြေအစီရင်လေးတစ်ခုကိုဆမ်မလေးကပြတ်ပြီးတော့မှာဖြစ်ပါတယ်ရှင်အကျွေးကြောင့်မအိမ်နိုင်မစားနိုင်ဖြစ်နေတဲ့သူတွေမချမ်းသာခြင်းနေပါအကျွေးကြေကျင်းနေပါပြီဆိုတဲ့သူတွေအတွက်ဒါမှမဟုတ်အကျွေးရှင်ကိုလှုပ်ကျွေးနေရတဲ့သူတွေတချို့ဆိုရင်ပေါ့နော်ငွေကြေးကိစ္စတွေကြောင့်အမှုအခင်းဖြစ်နေတဲ့သူတွေနော်ငွေကြေးကြောင့်ကိုတော်တော်လေးကိုဘဝပြတ်မလို့ဖြစ်နေတဲ့သူတွေအတွက်ဆမ်မလေးကဒီအကျွေးကြေမိထုံးအစီရင်ကိုလိုက်လုပ်ပေးဖို့မှာချင်ပါတယ်ရှင်ကောင်းမြတ်သောစက်တရေကောင်းမြတ်သောနက်ခတ်ကောင်းမြတ်သောရရစာနေဖြစ်တဲ့ April 1 ရက်နေ့မှာပေါ့နော်ဆမ်မတို့ရရစာလည်းဖြစ်တယ်နေကောင်းနေမြတ်လည်းဖြစ်တယ်နက်ခတ်အနေနဲ့ကြည့်မယ်ဆိုရင်လည်းအလွန်ကောင်းမွန်သောနေ့ရက်တရက်ဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာရရအစီရင်ပြုလုပ်မယ်ဆိုရင်ရိုဇာမအစမ်းထပ်ပါတယ်ရှင်April 1 ရက်နေ့တကူလာပြည့်နေပါပေါ့နော်အကျွေးကြေအောင်ဆမ်မလေးကမီထုအစီရင်လေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆမ်မတို့စိတ်အောင်ဖျောင်းနိုင်ပေါ့နော်3နိုင်လိုအပ်ပါတယ်ရှင်ပထမတစ်တိုင်းမှာပေါ့နော်ဆမ်မတို့ကျွေးလို့ရေးမယ်ရှင်ဒုတိယဖျောင်းနိုင်မှာကြတော့ကြေလို့ရေးမယ်တတိယဖျောင်းနိုင်မှာကြတော့စေနော်ကျွေးကြေစေနော်အဲ့ဒီလိုမျိုးလေးရေးပေးရမယ်ရှင် April 1 ရက်နေ့ဖြစ်တဲ့မနက်9 နာရီတိတိမှာဒီအစိမ်းရောင်ဖျောင်းနိုင်3နိုင်လေးကိုဆမ်မတို့မြတ်စွာဘုရားရှိခိုးလို့မကြီးကိုစီမိပူဇော်ပေးပါရှင်အဲ့ဒါဆိုရင်ဆမ်မတို့အိတ်ပူဇော်နေတဲ့အချိန်မှာဆမ်မတို့ဘာဆူတောင်းပေးရမလဲဆိုတော့ဥပမာကိုကတောက်ကြဆိုတောက်ကြစနေဆိုစနေကိုမှရှိရဲ့အခက်ခဲတွေငွေကြီးနဲ့ပတ်သက်ပြီးတော့အများဆုံးကင်းပြောက်ပါစီဆိုပြီးတော့ဆူတောင်းပေးရမယ်ရှင်အဲ့ဒီအချိန်ကတကယ်ကိုကောင်းမွန်တဲ့အချိန်မို့လို့ကောင်းမွန်တော့ရရစာဖြစ်တဲ့အတွက်ဒီအချိန်မှာမီးထွန်းအစီရင်ပြုတ်လုပ်တဲ့ခါကျရင်ရိုဇာမအစမ်းထပ်ပြီးတိန်းထောင်ကြီးတင်နေတဲ့အကျွေးတွေအမြန်ဆုံးကြည့်မဲ့ရေရလေးပဲဖြစ်ပါတယ်ရှင်ဒီရေရလေးကိုရိုးရိုးကြီးကြီးနဲ့သာလုပ်ကြည့်ပါရှင်ဒီမဟာသိန်းကျန်ကြော်ပြီးတဲ့ခါကျရင်ငွေတွေအလုံးရင်းဝင်ပြီးတော့ငွေတွေအထုပ်လိုက်အထည်လိုက်နေပေါ့နော်ကိုယ့်ရဲ့အကျွေးရှင်တွေကိုအကျွေးပြန်ဆက်နိုင်ပြီးကိုကလည်းဘဝအဆင့်တန်းတစ်ခုမြင်လာစေမဲ့အကျွေးကြီးမီးထွန်းအစီရင်လေးတစ်ခုပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဆမ်မိုက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးဖို့မမေ့နဲ့နော်ဆမ်မကတော့တာရောနဲ့ဗီဒီယိုရဲ့ဓာတ်မြတ်ကိုပြသပေးသွားမယ်ဆမ်မလေးသုံးခတ်နေပဲဖြစ်ပါတယ်ရှင်ဆမ်မရဲ့ page ကို like and follow လုပ်ပေးထားပါဆမ်မရဲ့ TikTok account လည်း like and follow လုပ်ပေးထားပါရှင်ဒါမှဆမ်မနှစ်စစ်တပြီးတဲ့ကုသပီရိုင်းနဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဆမ်မရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟန်နဲ့မိမိရဲ့နေ့နံလေးတွေမှထားပေးပါဆမ်မလေးတဦးတောက်စင်တိုင်းကိုအကျွေးကြေအောင်ငွေကန်ပွင့်အောင်နော်ငွေချင်းနဲ့ပတ်သက်ပြီးအခက်အခဲတွေပြေပြောက်သွားအောင်တဦးတောက်စင်တိုင်းကိုစီမံစုတောင်းပေးပါမယ်ရှင်ဆမ်မလေးစီမှာဗီဒီယိုမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော့မေးလို့ရတယ်ငွေကြေးကြောက်ဖြစ်တဲ့အခက်အခဲလေးတွေလာရောက်တိုင်မင်းစနစ်လို့ရပါတယ်ရှင်ဆမ်မကိုကြည့်ရှုနေတဲ့ခုနှစ်သားသမီးအားလုံးပန်းလုံးဝင်ရေလိုအေးချမ်းကြပါစေနေ့အတိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးမိုက်လေးဖြစ်ပါစေလို့ဆမ်မလေးကစီမံစုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်